ခုနှစ်တက်ကရတွေအလီလီရွေလျော်ခဲ့ပေါ့ရစုပ်ပြက်ကလေးတွေတခြားချင်းကွာကြတဲ့အခါရုပ်ရှင်ဇာဝင်ကန်းတွေမှာဆိုဆွေးမိမိတန်စင်တစ်ခုတော့ဖွင့်ထားပေးလိမ့်မယ်ခန္ဓာကိုတာယာပိတ်လွန်ခဲ့တဲ့10စုနှစ်ခုစာလုံးကိုမျက်ဝန်းအိမ်ကြီးတွေပြစ်တယ်တော့ဟောလာလိုက်တာဗျာနောက်ခံလူ4-5-6ယောက်ကြာခပ်ပူပူနံပါတ်14လေးဟာဘောလုံးတစ်လုံးကိုပိုင်စိုးပိုင်နေယူဆောင်သွားခဲ့ပုံတွေများအမှုပညာတစ်ခုလုံးပြကန်းတွေကတိတ်လာတဲ့ပကြီကားတွေရေးချပြဖို့ဘလို့စေးစက်တွေကိုများစီရင်ထားခဲ့ပါသလဲပကြီဆရာဘုရားပေးတဲ့အမြင်အာရုံနဲ့လူတော်ကြီးတွေကိုယူလို့တော့ကဘာကြီးဟာယူချန်နေခဲ့ပေါ့ပြိုင်ဆိုင်ရခြင်းတွေကိုမုံပါရဲ့စုတစိတ်တွေအကြောင်းစုပလားတွေအကြောင်းအောင်မြင်မှုတွေအကြောင်းကိုငါမတွေးလို့ဘသူကကဘာအကောင်းဆုံးလဲဘယ်နေရာတွေမှာတာတယ်လဲပြောခြင်းတယ်လို့ပြောကြပါစေငါနေထိုင်တဲ့သူကဘာမှာအတ္တတွေအတွက်နဲ့လေတို့ညင်မြန်းမှာကိုမလို့လာဘူးဘောလုံးကိုယူတတူငါဖို့သူ့မျက်လေပွဲအောင်မှာပါဇက်အောင်သားနဲ့ရင်မူးနေရတာနိဗ္ဗာန်ပဲအနေစာတရားသာသူ့ကိုချွင်ချက်ထားခဲ့ရင်ဘလောက်ကောင်းလိုက်မလဲအခုတော့ရောင်ရဲတင့်တယ်ချင်းဆိုတာမှာစိတ်တစားတွေအောင်တက်တက်လူလွန်ရတယ်ခုံမင်ခဲ့ရတဲ့အိမ်မက်ရှိလန့်လို့လာတော့ပြန်မရနိုင်တော့တဲ့ဆောင်းຫນွေမိုးတွေတစားကျွေလင်းခဲ့တဲ့နာရီတွေမိုးရှိုက်တန်တွေပါတယ်ရီမောတန်တွေပါတယ်အရာအလုံးခတ်တဲ့တဖြည်းဖြည်းဝေးဒီစည်းစာထဲမှာပဲမိန်မောနေလိုက်ခြင်းနဲ့အခွင့်အရေးရှိမယ်ဆိုရိုနယ်ဒင်းညိုကြောကုန်းပေါ်ကပြုံးပြော်မှုလေးစီတစ်ခါတော့ပြေးဝင်ခြင်းသေးရဲ့ဘေးချီတစ်ပတ်နဲ့အသိမွေးဆောင်ကြပြတွေဒီကုန်းပြတာကိုချီနက်ကြီးခံစားခြင်းသေးရဲ့တင်ယူစရာတွေရခဲ့တာနဲ့ပဲဖြည့်သိမ့်ပါတယ်လူကောင်းတယောက်ဖခင်ကောင်းတယောက်နဲ့ခင်ပွန်းကောင်းတယောက်ဖြစ်ဖို့ပြီးတော့မျောလင်းချက်ကိုနောက်ဆုံးချိန်ထိပန်းဆုပ်ထားဖို့ဘယ်တော့မှလက်မလျှော့လိုက်ဘူးအခန်းတကားကိုတာယာပိတ်လွန်ခဲ့တဲ့10စုနှစ်ခုကိုမျက်ဝန်းအိမ်နေတဲ့ပြစ်ထည့်ပြီးတဲ့အခါအလုံးသားရီဝေလွမ်းဆုပ်ကြည့်လို့ခဲ့ငါမျက်ဝန်းတွေကိုစိုးစီခဲ့ပေါ်ကမ္ဘာစာမျက်နှာတွေတဲ့ရိုဆာရီယိုရဲ့ခြာတိတ်လေးတယောက်2000ခုနှစ်မှာဘာစီလိုနာကိုရောက်သွားခဲ့တယ်။ကျန်တာကတော့သမိုင်းဖြစ်တယ်တဲ့။ဒါရိုးရှင်းဆုံးပါပဲ။